1945ကိုဇွန်လ19ရက်နေ့ဖခင်ဘုံဆန်းနဲ့မိခင်မဟာသီရိတုတ္တမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းဆိုကြည်1945ကိုဇွန်လ19ရက်နေ့ဖခင်ဘုံဆန်းနဲ့မိခင်မဟာသီရိတုတ္တမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းဆိုကြည်အမျိုးလဲမြတ်တယ်အကျိုးလဲမထွက်တယ်မြမဆိုတော့ကဘာကတီးအောင်ရိုးရထမိန်လေးဝဲခါကောင်းမဆိုလဲမြဲကွယ်ပန်းပန်းလည်းရပဲတို့မေမေရှင်ဝဲသားပြည်သူများအပေါ်တလေးတစားနဲ့အမေအလေးထားတယ်အမြဲတမ်းနဲ့အမေဆုံးမတယ်စစ်မှန်သောမေတ္တာတရားကြောင့်ပြည်သူများရဲ့ချစ်ချင်းမေတ္တာကလေးတွေမကောက်ဘူးပါတီအောင်သူ့ကိုလေအမေလို့ခေါ်ကြတယ်သားတို့ရဲ့မိမိကျမ်းမာပါစေသမီးတို့ရဲ့မိမိကျမ်းမာပါစေအသက်ရာကျော်ရှိစေကြောင်းကိုထလောင်းလို့ဆုတောင်းပါရစေကြုံလာသမျှခက်ခဲတိုင်းကိုအမေကြောင့်ဖြတ်နိုင်လို့အမေရဲ့ဆန္ဒတိုင်းကဒီမိုပန်းများပွင့်လန်းနိုင်ပါစေစစ်မှန်သောပထရေသစ်စီအမေစုရဲ့သားတို့အတူသွား1945ကိုဇွန်လ19ရက်နေ့ဖခင်ဘုံဆန်းနဲ့မိခင်မဟာသီရိတုတ္တမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းဆိုကြည်အမျိုးလဲမြတ်တယ်အကျိုးလဲမထွက်တယ်မြမဆိုတော့ကဘာကတီးအောင်ရိုးရထမိန်လေးဝဲခါကောင်းမဆိုလဲမြဲကွယ်ပန်းပန်းလည်းရပဲတို့မေမေရှင်ဝဲသားပြည်သူများအပေါ်တလေးတစားနဲ့အမေအလေးထားတယ်အမြဲတမ်းနဲ့အမေဆုံးမတယ်စစ်မှန်သောမေတ္တာတရားကြောင့်ပြည်သူများရဲ့ချစ်ချင်းမေတ္တာကလေးတွေမကောက်ဘူးပါတီအောင်သူ့ကိုလေအမေလို့ခေါ်ကြတယ်သားတို့ရဲ့မိမိကျမ်းမာပါစေသမီးတို့ရဲ့မိမိကျမ်းမာပါစေအသက်ရာကျော်ရှိစေကြောင်းကိုထလောင်းလို့ဆုတောင်းပါရစေကြုံလာသမျှခက်ခဲတိုင်းကိုအမေကြောင့်ဖြတ်နိုင်လို့အမေရဲ့ဆန္ဒတိုင်းကဒီမိုပန်းများပွင့်လန်းနိုင်ပါစေစစ်မှန်သောပထရေသစ်စီအမေစုရဲ့သားတို့တူသွား